ပစ္စည်းတစ်ခုဝယ်ထားပြီး Randy ပါလို့သိထားပေမဲ့တကယ်ဖြစ်သွားတဲ့အခါဘယ်လိုလုပ်ကြမလဲမင်္ဂလာပါ Second House ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Ruby တို့ပစ္စည်းတစ်ခုကိုဝယ်လိုက်တယ်ပေါ့နော်ဥပမာ AirPod Netjet Power Bank စသဖြင့်ပေါ့နော်ကိုဝယ်ထားတဲ့ပစ္စည်းက Randy ပါလို့သိထားပေမဲ့ parking ဖောက်လိုက်တဲ့အခါမှာ error ဖြစ်နေရမျိုးကိုယ့်စီရောက်မှာ error မျိုးတွေကြုံကြမှာပါဒါပေမဲ့ Second House မှာကင်မရာတွေဝယ်တဲ့အခါ parking ဖောက်ခြင်း error တစ်စုံတစ်ခုဖြစ်ခဲ့ပါကချက်ချင်းအသစ်လဲလှယ်ပေးတဲ့ service တွေရှိပါတယ်နောက်တစ်ခု online ကမှာယူတဲ့ customer တွေကလည်းဒီလိုပြဿနာမျိုးတွေကြုံမှာကိုစိတ်ပူစရာမလိုပါဘူးပစ္စည်းရောက်တဲ့အခါ parking ဖောက်ထားတဲ့ဗီဒီယိုအစအဆုံးကိုပြပေးလိုက်ရုံနဲ့လဲလှယ်ပေးတဲ့ service တွေရှိပါတယ်Second House ကရောင်းချပေးတဲ့ကင်မရာတွေက Randy ပါရဲဆိုပေမဲ့စက်ပစ္စည်းဖြစ်တာကြောင့် error ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာ factory fault ဖြစ်ဖြစ် user fault ဖြစ်ဖြစ် service center တို့မဖြစ်မနေပို့ဆောင်ရပါတော့မယ်အများစုက service center တို့ပို့ဆောင်တဲ့အခါပို့ဆောင်သေးဘယ်လောက်ကုန်ပါလဲ service fee ရောပေးရမှာလားအားတွေကိုစိုးရင်တက်ကြပါတယ်ဒါပေမဲ့ Second House ကဝယ်ယူထားတဲ့ customer ဆိုရင်တော့တင်ရအရင်ကကောင်းပါတယ် factory fault ဖြစ်ဖြစ် user fault ဖြစ်ဖြစ် service center တို့ပို့ဆောင်တဲ့အခါကုန်ကြမဲ့အသွားပြန်စီတသိန်းခွဲချက်ကို FOC service အနေနဲ့ခံစားရမှာဖြစ်တာကြောင့်ပါservice center တို့ရောက်တဲ့အခါ factory fault ဖြစ်ခဲ့ပါက service fee တစ်ပြားတစ်ချက်မှပေးစရာမလိုပါဘူး customer ဘက်ကအချိန်တစ်ခုစောင့်လိုက်ရုံပါပဲ user fault ဖြစ်ခဲ့ပါက service center ဘက်မှာပြောကြတော့ကုန်ကြမဲ့စရိတ်ကို customer ဘက်ကပေးဆောင်ဖို့လိုအပ်ပါမယ်ရှင်ကင်မရာဝယ်တော့မယ်ဆိုရင်ဈေးသာမက after sale service ပါစိတ်ချရတဲ့ဆိုင်ကိုရွေးချယ်ဖို့အရေးကြီးပါတယ်နော်တဲ့ရဲ့ရွေးချယ်စရာအဖြစ်အမြဲတမ်းတူရှိနေမယ်အမှတ်တရ32 52လမ်းအလဲဘလောက်ပဇွန်နာမြို့နယ်ရန်ကုန်မြို့မှာရှိတဲ့ Second House ကတင့်ကိုအမြဲတမ်းစောင့်ကြိုနေပါတယ်နော်